သင်ကစကားပြောမကောင်းတဲ့လူလားဒါမှမဟုတ်စကားပြောဆိုမတတ်တဲ့လူလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်ဝင်ကြည့်ပြီးဖို့အကြံပြုချင်ပါတယ်ဒီနေ့ share လုပ်ပေးမှာလို့စကားပြောဆိုမှုအသိပညာပါတကယ်တော့စကားပြောဆိုမှုအသိပညာဆိုတာလူမှုဆက်ဆံရေးနဲ့ဆက်သွယ်ရေးမှာအရေးပါတဲ့အသိပညာတစ်ခုပဲဖြစ်ပါတယ်စကားပြောဆိုမှုအသိပညာကိုအချက်ကလေး9ချက်နဲ့ share လုပ်ပေးချင်ပါတယ်နံပါတ်1အတန်အနည်းမြင့်ထိချုပ်ခြင်းစကားပြောဆိုတဲ့အခါမှာကိုယ့်ရဲ့အတန်အနည်းမြင့်ကိုနော်တင့်တင်စားထိချုပ်ခြင်းပြီးလေကိုပြောချင်တဲ့စကားရည်ရွယ်ချက်ကိုပို့ပြီးထိရောက်စေနိုင်ပါတယ်နံပါတ်2ခန္ဓာကိုယ်ပါတာစကားဒီခန္ဓာကိုယ်မှာရှိတဲ့ညနာအမူအရာလက်အချီဟန်ဒီကိုဟန်အနေထားဒါတွေကလည်းစကားပြောဆိုမှုကိုပို့ပြီးထိရောက်ဖို့အတွက်အထောက်အကူပြုပါတယ်နံပါတ်3နားထောင်မှုစွမ်းရည်ကောင်းမွန်တဲ့နားထောင်မှုစွမ်းရည်ရဲ့ဆက်သွယ်ရေးကိုပို့ပြီးထိရောက်စေတဲ့အတွက်ဆွေးနွေးမှုတွေကိုပို့ပြီးအထိပ္ပယ်ရှိစေပါတယ်နံပါတ်4စကားလုံးရွေးချယ်မှုကိုပြောမယ့်စကားလုံးတွေကတင့်တော်တဲ့စကားလုံးဖြစ်ရမယ်ဒါတွေကိုရွေးချယ်အသုံးပြုလိုက်ခြင်းဖြင့်ကိုပြောချင်တဲ့ရွေးချက်ကိုပို့ပြီးရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပါတယ်နံပါတ်5ယုံကြည်မှုတည်ဆောက်ခြင်းစကားပြောဆိုတဲ့အခါမှာကိုယုံကြည်မှုရှိခြင်းရလဲနားထောင်သူတွေကိုပို့ပြီးယုံကြည်မှုရှိလာဖို့အတွက်အကူအညီပေးပါတယ်နံပါတ်6ကတော့အချိန်ကိုက်ညီမှုပေါ့နော်ကိုကဘယ်အချိန်မှာဘယ်လိုစကားပြောဆိုရမလဲဆိုတော့ကိုယ်တိုင်သိရှိထားရမယ်ဒါဆိုလို့ရှိရင်လည်းစကားပြောဆိုမှုကိုပို့ပြီးထိရောက်စေတယ်ပေါ့နော်နံပါတ်9ပရိသတ်ကိုနားလည်ခြင်းကိုပရိသတ်တွေကိုယ့်ရဲ့နားထောင်မှုပရိသတ်တွေကကိုယ့်ရဲ့လိုအပ်ချက်တွေစိတ်ဝင်စားမှုနားလည်ထားရမယ်ဒါဆိုရင်လည်းကိုယ့်ရဲ့စကားပြောမှုကိုပို့ပြီးထိရောက်စေနိုင်ပါတယ်ဒါဆိုလို့ရှိရင်ဒီစကားပြောဆိုမှုအတတ်ပညာတွေကိုလေ့လာခြင်းအပြင်လူမှုရေးဆက်ဆံရေးပညာရေးတွေမှာပို့ပြီးအောင်မြင်မှုရရှိနိုင်ကြပါစေနော်